Roshni လိုမျိုး make up တွေဘလောက်ပဲပြင်ထားနှခမ်းတွေမစိုးထားအောင်ဆိုရင်တော့နေမကောင်းတဲ့လူမှယုံနဲ့တူတဲ့ကောင်မလေးတွေရှိကြလားမသိဘူးဒီနေ့ Roshni ဆိုပြသွားမှာကြတော့ဒီ Bella နဲ့ထွက်ထားတဲ့နှခမ်းအနီလေးတွေပါလေးချောင်းလုံးဆိုပြမယ်နော်ဘယ်တစ်ချောင်းနဲ့လိုက်ဆုံးလဲဆိုတော့ပြောပြခဲ့ကြပါအောင်နော်ပထမတစ်ချောင်းကကြတော့ Bella ရဲ့ Velvet Matte Platin တဲ့ကမြင်ရလားမသိဘူး shade grace လေးဖြစ်ပါတယ်ဖယ်နှခမ်းနေပဲဆို lip liner မဆိုရင်တော့မပြီးဘူး Roshni က lip liner ဆိုပြီးပြီဒါဆိုပြမယ်နော်ကြည့်ပါဦးတူသားလေလောနုနုလေးနဲ့ကတိပါသားလေးဖြစ်တယ်ပေါ့နော်နောက်တစ်ခုပေါ့နော် Bella ရဲ့ Velvet Matte Platin တဲ့က Teddy ဆိုတဲ့အရောင်လေးပါသူကလေလိမ်မော်ညိုရောင်အကြမ်းနောက်တစ်ခု series ထဲကပေါ့နော် Bella ရဲ့ Let's Kiss series ထဲက shade နာမည်က Romance ဖြစ်ပါတယ်သူကကြတော့ခုနလိုစုပ်တယ်မဟုတ်ဘူးပေါ့နော်ဒီလိုအများကြီးပဲပါတယ်ကြည့်အောင်သူ့ကိုကြောက်ဒီလိုဖဖလေးဆိုရင်ပိုလာတယ်လို့ခံစားရတယ်ပေါ့နော်အဲရဲ့ long lasting ဖြစ်နေမှုကြည့်ကြပါအောင်မနှဲဖြတ်တာလည်းမပြတ်ဘူးကဲနောက်ဆုံးတစ်ခုကကြတော့ Bella ရဲ့ Let's Kiss series ထဲကပဲဒီကကြတော့ My Heart ဖြစ်ပါတယ်ဘယ်ရောင်နဲ့ Roshni နဲ့လိုက်လဲဆိုတော့ comment မှာရေးပေးခဲ့ကြပါဦးနော်အားလုံး bye bye thank you